စတန်ဖို့ပရစ်မှာနောက်ထပ်နီးပြတစ်ယောက်တားကောင်ဖြစ်သွားပြန်ပါပြီ။အာဆိုမာရစကာနဲ့ချက်စီတို့ရဲ့လမ်းခွဲမှုဟာရလက်တစ်ခုတည်းကြောင့်မဟုတ်ဘဲနဲ့နောက်ွယ်မှာမိโก้ကျွတ်လျှောက်ဖြစ်နေတဲ့ဘိုးခွဲနဲ့ပြဿနာတွေကြောင့်ဆိုတာခင်ဗျားတို့သိပါသလား။အပြင်ပန်းမှာအဆင်ပြေနေတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့အဝေးလဲကန်းထဲမှာရောရုံးကန်းထဲမှာပါစစ်ပွဲတွေဖြစ်နေကြတာပါ။တော့ကိုလီတို့ဘိုးခွဲနဲ့မာရစကာကြားကအခြေတင်ဖြစ်မှုတွေဟာဘယ်လောက်ထိပြင်းထန်ခဲ့တဲ့ဒီနေ့မှာတော့ဘယ်သူမှမသိသေးတဲ့ချက်စီရဲ့အရှုပ်တော်ပုံအတွင်းသတင်းတွေကိုအသေးစိတ်ဖော်ပြသွားပါမယ်။နံပါတ်1ကစားသမားရွေးချယ်မှုနဲ့ဘိုးခွဲရဲ့စွပ်ဖက်မှုအဓိကပေါက်ကွဲရတဲ့အချက်ကတော့ transfer policy နဲ့ squad management ပါပဲ။ချက်စီဘိုးခွဲဟာကစားသမားတွေကိုဒေါ်လာတန်းချီပြီးဒရက်ဇက်ဝယ်ယူနေပေမဲ့မာရက်စကာကတော့သူတကယ်လိုချင်တဲ့ကစားသမားမျိုးမရခဲ့ပါဘူး။အတွင်းသတင်းတွေအရဘိုးခွဲဟာဈေးကြီးပေးဝယ်ထားတဲ့ကစားသမားအချို့ကိုဈေးကွက်တန်ဖိုးမကျဆင်းအောင်ပွဲထုတ်ပေးဖို့မာရစကာကိုဓာတ်ရိုက်ပြပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့နီးဗျူဟာကိုဦးစားပေးတဲ့မာရစကာကဒါကိုလက်မခံခဲ့ပါဘူး။သူကငါကွင်းထဲမှာငါစီစဉ်နိုင်မယ်ကစားမယ်လို့စွန့်မိတ်ညင်ခဲ့ရတာနဲ့ပိုင်ရှင်တွေနဲ့ထိတ်ထိုက်တွေ့ခဲ့တာပါ။နီးပြတစ်ယောက်အနေနဲ့သူ့အသင်းကိုသူကိုယ်တိုင်စီမံခွင့်မရတော့တာကဒီလမ်းခွဲမှုရဲ့အကြီးမားဆုံးအစပြုခြင်းပါပဲ။နံပါတ်2နီးဗျူဟာပိုင်းသဘောထားကွဲလဲမှုများမာရက်စကာကသူ့ရဲ့ positional play စနစ်ကိုပဲဇုံးမိတ်သုံးနေတာပါဒါပေမဲ့ဘိုးခွဲကတော့အသင်းရဲ့ကစားပုံကပိတ်သက်တွေကိုဆွဲဆောင်မှုမရှိဘူးပို့ပြီးတော့ဒါတိုင်းဖြစ်တဲ့ကစားပုံကိုမြင်နေတယ်ဆိုပြီးတော့နေဗျူဟာပိုင်းထိဝင်ရောက်ဆွတ်ဖက်လာတာတွေရှိခဲ့ပါတယ်ကွဲပြီးအစည်းအဝေးတွေမှာဘိုးခွဲဝင်တွေကမာရက်စကာကိုဘာလို့ဘောလုံးကိုဘေးတိုက်ပဲပေးနေတာလဲဘာလို့တိုက်စစ်ကိုမြန်မြန်မတင်တာလဲဆိုပြီးကျောင်းဆရာကကျောင်းသားကိုစာစစ်တယ်လို့စစ်ဆေးခဲ့ကြတာပါနီးပြတယောက်ရဲ့ philosophy ကိုဘောလုံးနားမလည်တဲ့သူတွေကဝေဖန်လာတဲ့အခါမှာတော့မာရက်စကာအတွက်လုံခြုံမှုမရှိတော့သလိုခံစားခဲ့ရပါတယ်။ဒါဟာနီးပြနဲ့ပိုင်ရှင်ကြားကအပြန်အလှန်ယုံကြည်မှုလုံးဝပြတ်ပြတ်သွားတဲ့အခြေအနေဖြစ်ပါတယ်။နံပါတ်3အဝေးလဲကန်းတွေကတွေးခွဲမှုအခုထွက်လာတဲ့အတွင်းသတင်းကပိုအောင်ဆိုးပါသေးတယ်။အဝေးလဲကန်းထဲမှာမာရက်စကာကိုထောက်ခံတဲ့အုပ်စုနဲ့ဘုတ်ခွဲကိုကပ်ဖားတဲ့အုပ်စုဆိုပြီးနှစ်ချမ်းကွဲနေတာပါ။ဘုတ်ခွဲကကစားသမားချုပ်ကိုအထူးခွင့်ရည်တွေပေးထားတာကြောင့်မာရက်စကာကဒီကစားသမားတွေကိုစီကံပိုင်းရဂျေးယူကိုကြိုးစားလိုက်ဘုတ်ခွဲကကြားဝင်တားဆီးခဲ့ပါတယ်။တရင်တွေအရမာရက်စကာလက်ကျင်ဝင်မှာကစားသမားချုပ်ရဲ့ပြင်းမှုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပေမဲ့ဒီကစားသမားတွေကဘုတ်ခွဲစီကိုတိုက်ရိုက်ပုံဆက်ပြီးတော့တိုင်တန်းခဲ့ကြပါတယ်။နီးပြရဲ့အာနာဇက်ကိုပိုင်ရှင်တွေကိုယ်တိုင်ကဖျက်ဆီးပစ်လိုက်တာပါ။ဒါကြောင့်လဲမာရက်စကာကငါ့ကိုနီးပြလောက်ခွင့်မပေးရင်ငါထွက်မယ်ဆိုတဲ့အထိတင်းမာမှုတွေဖြစ်လာခဲ့တာပါနံပါတ်4ဇန်နဝါရီဈေးကွက်နဲ့လမ်းခွဲခြင်းဇန်နဝါရီဈေးကွက်အစမှာနေဒီပြဿနာကအထိုးထိပ်ကိုရောက်သွားပါတယ်မာရက်စကာကအသင်းမှာပိုနေတဲ့ကစားသမား9ယောက်ထက်မနည်းကိုရောင်းထုတ်ဖို့အတွက်တောင်းဆိုခဲ့ပေမဲ့ဘိုးခွဲကတော့သူတို့ရဲ့ investment တွေမို့လို့မရောင်းနိုင်ဘူးလို့ညင်ခဲ့ပါတယ်ပိုင်ရှင်တွေကသူတို့ဝင်ကျင်တဲ့လူကိုပဲထပ်ဝယ်ဖို့ကြိုးစားနေပြီးတော့နီးပြဖြစ်သူရဲ့လိုအပ်ချက်ကိုလစ်လူရှုခဲ့တာပါဒီလိုနဲ့နှစ်ဦးတဘောတူလမ်းခွဲဖို့အဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်ဒါဟာအခြေအနေရလမ်းခွဲတာမဟုတ်ဘဲနဲ့အချင်းချင်းကြည့်မြတော့လို့လမ်းခွဲလိုက်တာလို့တော့ပြောလို့ရပါတယ်ညီကုန်းချုပ်အနေနဲ့ပြောရရင်တော့ချက်စီးရဲ့ပြဿနာဟာနီးပြတွေမှလည်းမဟုတ်ဘဲနဲ့အပေါ်ပိုင်းစီမံခန့်ခွဲမှုတွေမှာပါအမြင့်တွယ်နေတာပါမာရက်စကာကတကယ်ကိုတော်တဲ့နီးပြတစ်ယောက်ဖြစ်နိုင်ပေမဲ့ချက်စီးရဲ့ဒီလိုတောက်ဆိတ်ဖြစ်နေတဲ့ပတ်ဝန်းကျင်မှာတော့ဘယ်သူမှရရှိခံမှာမဟုတ်ပါဘူးဘိုးခွဲအနေနဲ့ဒီပြအစ်စ်ကိုရောအခုလိုပဲဆက်ပြီးတော့စွတ်ဖက်နေအောင်ပါလားခင်ဗျားတို့ရောဘယ်လိုမြင်ကြလဲမာရက်စကာကိုထုတ်လိုက်တာကဘိုးခွဲရဲ့အမှားလားဒါမှမဟုတ်မာရက်စကာကပဲခေါင်းမလွန်တာလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားကြပါအောင်အခုလိုဘောလုံးသတင်းတွေကိုမျက်ခြေမပြတ်အောင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မွေးပါနဲ့အောင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်